ဒီနေ့ဗီဒီယိုလေးမှာတော့ကြောက်စရာကောင်းတဲ့နည်းနဲ့ကလေးမွေးဖွားခဲ့ကြတဲ့တိရစ္ဆာန်လေးတွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တိရစ္ဆာန်လောကမှာတော့အခြေအနေကားတော့ဒီလိုပါတချို့ကောင်လေးတွေကတော့တပြည့်ပြည့်နဲ့မွေးလဲဘာမှမဖြစ်ပေမဲ့တချို့ကောင်လေးတွေတော့ကတော့ကလေးမွေးရတာအသက်နဲ့ရင်းပြီးတော့ရှင်ဆိုင်နေရတယ်လို့ပါပဲတချို့ဆိုရင်မွေးပြီးတာနဲ့ကိုပြန်တက်တယ်လို့ဖြစ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်တချို့ကလည်းအမေရဲ့ပိုက်ထဲမှာတင်ရှင်တက်ပြတ်စားတောက်ပြီးမှလောကလေးကိုရောက်လာကြတဲ့ကိစ္စတွေလည်းရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတော့အဲ့ဒီကြောက်စရာကောင်းတဲ့ဝေးဖွားပုံနဲ့လောကလေးကိုရောက်လာတဲ့လိမ့်ဆန်လေးတွေအကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီဥစ္စာကတော့ပင်းကူဆိုလို့ရှိရင်တော့ကြောက်တဲ့သူတွေတောင်ဒီပင်းကူမာကြီးကိုတော့တနာသွားပါလိမ့်မယ်Bebel spider တွေဟာတစ်သက်မှာတစ်ခါပဲမွေးပါတယ်ဘာလို့လဲဆိုတော့ကလေးမွေးပြီးတာနဲ့သူ့ရဲ့ကိုယ်ရင်းအင်္ဂါတွေကိုအရေးပြောင်းလုပ်ပြီးကလေးတွေကိုပြန်ကျွေးရလို့ပါသူဟာသူ့ကိုယ်သူပင့်ကိုဟင်းညိုအဖြစ်ပြောင်းလဲလိုက်တာပါနောက်ဆုံးသူ့ပိုင်ထဲမှာဘာမှမကြံတော့လို့သေသွားတဲ့အခါမှပဲသူ့ရဲ့ကလေးတွေကသူ့အလောင်းကိုပါဝိုင်းစားပြီးတော့မှသူတို့ကအသက်ရှင်ကြတာဒါကတော့အဆုံးကုန်ဆုံးမိခင်မြတ်တာလို့ပဲပြောရမှာပါပဲဘလို့ပဲဖြစ်ဖြစ်ဒီတဘာဝကြီးကတော့ကြမ်းတမ်းလုံးတာတော့အမှန်ပါပဲတောင်ဝင်ဖားလေးတွေလေပင်တွေကကလေးများတောင်ဝင်ဖားလို့ခေါ်တဲ့ဒီကောင်လေးတွေကြတော့အဖေတွေကတောင်ယူရတာပါအမေကဥချပြီးတာနဲ့လို့တောင်းဝင်ဆိုပြီးတော့ထွက်သွားလိုက်တာပြန်မလာတော့ပါဘူးအဲ့ဒီခါအဖေဖားကဥတွေကိုမြူချလိုက်ပြီးသူ့ရဲ့အိတ်ထဲမှာထည့်ထားပါလေကလေးလေးရဲ့အဖေရဲ့လေချောင်းထဲမှာလည်းဥကပေါက်ဖားဘွားကနေဖားလေးတွေဖြစ်တဲ့အတူ6ပတ်လောက်နေကြရပါတယ်အဖေဖြစ်သူကတော့6ပတ်လုံးလုံးလေချောင်းထဲမှာကလေးတွေကိုငုံထားပြီးမှပြန်အန်ထုတ်ပေးတာဖြစ်ပါတယ်ငါးနှစ်သားအရွယ်ကလေးကိုတားမွေးရတဲ့ကီဝီနဲ့နယူးဇီလန်အသေးကျော်ကီဝီငှက်မာလေးတွေကတော့အရွယ်စားနေမလိုက်အောင်ဥတာပါသူ့ရဲ့ကိုယ်တွေကကြက်တကောင်လောက်ရှိပေမဲ့သူဥတဲ့ဥကသူ့ရဲ့ခန္ဓာကိုယ်ရဲ့၄ပုံတစ်ပုံလောက်ရှိပါတယ်လူနဲ့နှိုင်းရှင်လူမျိုးသမီးတယောက်ကငါးနှစ်သားကလေးကြောက်ကိုမွေးရတယ်လို့မျိုးနာကျင်ရတာပါမွေးကနေဥကအရန်ကြီးလွန်းလို့အစာတော်မစားနိုင်ပဲရေပဲတောက်ပြီးတော့အောင့်ထားရတယ်ဟိုင်းနာတွေရဲ့တော့ပေါက်တွေကအုံးတီးထုတ်ရတဲ့ကိစ္စဒါကတော့တကယ်ကိုငရဲပါပဲဟိုင်းနာမတွေမှာပုံမှန်မိမကိုမရှိပဲအထီးတွေလို့စူရိုပီနက်လို့ခေါ်တဲ့အင်္ဂါမျိုးပဲရှိတာပါအဲ့ဒီအင်္ဂါကြောင်းလေးတွေကနေ3ပေါင်လောက်ရှိတဲ့ကလေးကိုအတင်းညှစ်ထုတ်ရတာပေါ့ပေါက်လေးတွေကနေအုံးဒီတစ်လုံးထွက်လာတယ်လို့နာကျင်ရတာမို့ပထမဆုံးချိန်ကလေးမွေးတဲ့ဟိုင်းနာအမေတွေရဲ့20ရာခိုင်နှုန်းကကလေးမွေးရင်းနဲ့ပဲသေဆုံးသွားတတ်ကြပါတယ်မိတ်ဆွေတို့စီးရောက်တဲ့ဝေဒနာကိုခံစားပွင့်ဟိုင်းနာမတွေဒုက္ခကိုရင်းစာတတ်မယ်လို့ထင်ပါတယ်အဲ့တော့ယောက်ျားလေးတွေကကလေးမွေးတဲ့ပုံစံမျိုးပါရေတကားတွေကြတော့တစ်ကဘာလုံးမှာတမျိုးလေးတော့အဖေကိုယ်တိုင်ပိုက်ကြည့်ပြီးကလေးမွေးတဲ့သတော်ပါပဲအမကဥတွေကိုအဖေရဲ့ပိုက်ထဲကအိတ်ထဲကိုထည့်ပေးလိုက်တာပါအဖေဖြစ်သူကပိုက်ကြီးလာပြီးကလေးမွေးတဲ့အခါကျရင်တော့မီးတောက်ပေါက်ကွဲသူမျိုးကလေးထောင်ပေါင်းများစွာပိုက်ထဲကနေတဖုံဖုံနဲ့ပြစ်ထုတ်လိုက်ရတာဖြစ်ပါတယ်အရေပြားရဲ့အနေကလေးမွေးတဲ့စီနံမပြုတ်အဆက်ပြောက်လေးတွေစုပြုတ်နေတာကိုကြောက်တတ်တဲ့တိုင်ဖိုဖိုနီးယားရှိသူတွေကတော့ဒါလေးကိုကြော်ကြည့်ပေးတင်ပါတယ်ဒီဖားကတော့ကြည့်ရတကယ်ကိုညွန်စရာကောင်းပါတယ်သူ့ရဲ့ဥတွေကိုသူကြောကုန်းပေါ်ကအရေပြားထဲမှာမြုပ်ထားတာပါကလေးတွေကအမရဲ့ကြောကုန်းရေပြားအောက်မှာကြီးပြင်းလာခဲ့ပြီးထွက်လာတဲ့အခါမှာတော့မိရဲ့ကြောကုန်းကအပေါက်လေးတွေကလည်းတကောင်ပြီးတကောင်ထွက်လာခဲ့တာပါကြည့်ရတော့စီဒန် evil game က monster တွေတိုင်းပါပဲကျွန်တော်ကတော့ကြည့်ရင်းနဲ့ဟိုကြက်သေးတွေထလာပါနောက်တစ်ခုကတော့တေချာငမန်းတွေပဲသူတို့က bike ထဲမှာနဲ့ battle royale ဆော့ကြတာပါတိုင်တစ်ခုထဲမှာတရေသားတွေအများကြီးရှိပေမဲ့ရင်ဆုံးဥကပေါက်လာတဲ့ကောင်မှာကြံတဲ့ညီကိုမောင်နှမတွေကို bike ထဲမှာတင်လိုက်သက်စားပစ်တာပါနောက်ဆုံးမှာအတန်မာဆုံးတစ်ကောင်ပဲကြံတော့မှလူလောကတွေကိုထွက်လာတာဖြစ်ပါတယ်ပြောရရင်တော့မကွေးခင်တွေကတားတတ်သမားတွေဖြစ်နေခဲ့ကြတာပါဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုတွေဆက်လက်ဆောင်လို့ကြည့်ရှုနေမယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ဗျနောက်တဲ့ဗီဒီယိုတစ်ခုမှကျွန်တော်တို့ပြန်လည်တွေ့ဆုံကြပါမယ်